ဖျားမရှိသည့်နောက်ပိုင်း240ခန့်မှအဘိဓမ္မာကျမ်းကိုသင်္ကာယနာတင်နိုင်ခဲ့ပါတယ်ဖျားကနတ်ပြည်မှာဟောခဲ့တာတို့ဆိုတာလက်ခံနိုင်ဖို့ခက်ပါတယ်တိရိလင်္ကာတွေရဲ့လက်ရာဆိုတာနှီးစပ်ပါတယ်တဲ့အဘိဓမ္မာကိုဖျားဟောဖြစ်တယ်လို့တင်လိုက်ကြတဲ့ကဒီလိုမှန်တွေတက်လာမယ်ဆိုတာကိုကြိုတွက်ထားပါတယ်နော်ဒီမှန်ပိုင်ရှင်လိုပဲတချို့ကမြတ်စွာဘုရားနတ်ပြည်ကြွတယ်ဆိုတာမူရင်းတုတ်တန်ပါဠိတော်တွေမှာမတွေ့တဲ့အတွက်အဘိဓမ္မာကိုဖျားဟောမဟုတ်ဘူးလို့ပြောဆိုနေကြတာတွေရှိပါတယ်တကယ်တော့တုတ်တန်ကိုတည်တည်ချာချာမလေ့လာလို့ပါနော်မြတ်စွာဘုရားတုတ်တန်မှာနတ်ပြည်ကြွကြောင်းဟောကြားထားတာရှိပါတယ်ဘယ်မှာဟောကြားထားတာလဲဆိုရင်မေဇိမနိကေဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်လောမတကင်္ကိယဗတ္တိကာထထတုတ်မှာဟောကြားထားတာပါနော်လောမတကင်္ကိယဗတ္တိကာထထတုတ်ဆိုတာဟာမြတ်စွာဘုရားတရိုက်ဟောတဲ့တုတ်တန်ဖြစ်ပါတယ်အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားနတ်ပြည်ကြွကြောင်းဟောကြားထားပါတယ်ဒါကြောင့်အဘိဓမ္မာဟာနတ်ပြည်မှာဟောတယ်ဆိုတာငင်းစရာမရှိပါဘူးနော်